လူတစ်ယောက်ဟာလောင်းကစားဝိုင်းမှာသူ့ရဲ့အကျွေးဆေးတွေကိုပုံအောပြီးလောင်းလိုက်တဲ့အချိန်မှာပဲအကျွေးဆေးဝေသူကအန်စာတုံးနံပါတ်တွေကိုလှုပ်ဝက်လဲလိုက်ပါတယ်။ဒါကိုထိုလူကရိပ်မိသွားပြီးအန်စာတုံးတန်ကိုနားထောင်ကဆဲနဲ့ကနန်းပေါ်မှာအကုန်ပုံအောလိုက်တဲ့အတွက်ထိပေါက်တယ်လို့အမျက်ဆုံးအမြောက်အများရရှိသွားပါတယ်။သူကသဘောထားကြီးစွာနဲ့သူ့ကိုလိမ်ဖို့ကြိုးစားတဲ့တရုတ်ကိုတောင်အကျွေးဆေး1000စုလက်ပေးခဲ့ပါသေးတယ်။ဒါကိုသိသွားတဲ့ကာစီနိုပိုင်ရှင်ကသူ့ရဲ့အတော်ဆုံးကစားသမားကိုလွှတ်ပြီးအနိုင်ယူဖို့ကြိုးစားပြန်ပါတယ်။ကာစီနိုဘက်ကခိုးကြည့်ကင်မရာတွေနဲ့ထိုလူရဲ့ဖဲချက်တွေကိုကြည့်တဲ့အခါလက်စပွင့်ကိုကင်ထားတယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဖဲချက်တွေကိုလှမ်းလိုက်တဲ့အခါမှာတော့2ပွင့်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အမှန်တော့ထိုလူကသူ့နောက်ကကင်မရာကိုတိနေတာကြောင့်ဖဲချက်2ချက်ကြားမှာတွားကြထိုးတလေးညက်ပြီးတစ်ဖက်လူတွေအမြင်မအောင်လှည့်စားခဲ့တာပါ။ဒေါသထွက်သွားတဲ့ကာစီနိုပိုင်ရှင်ဟာတခါမှမရှုံးဘူးတဲ့မျက်စိတစ်ဖက်လက်မူဆိုးတစ်ယောက်ကိုလွှတ်လိုက်ပြန်ပါတယ်။အဲ့ဒီအခါမှာတော့ထိုလူကအန်စာလုံးတွေကိုဖောက်ထွင်းမြင်နိုင်တဲ့အထူးစွမ်းရည်ရှိသူဂျိုးကိုအကူအညီတောင်းလိုက်ပါတယ်။ဂျိုးဟာအန်စာလုံးတွေကိုလိမ့်လေထိန်းချုပ်ထားတဲ့စက်ကိုသူ့ရဲ့စွမ်းအင်နဲ့ဖျက်ဆီးပစ်လိုက်တာကြောင့်ဒီယိုဟာလျှက်စစ်တက်လိုက်ပြီးသတိလစ်လဲကျသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မျက်စိတစ်ဖက်လက်နဲ့ဂျိုးတို့ဟာသူတို့ရဲ့ထူးခြားစွမ်းရည်တွေနဲ့အန်စာတုံးခွက်ထဲမှာအပြင်းထန်အားပြိုင်ကြပါတော့တဲ့အားပြိုင်မှုပြင်းထန်လွန်းတာကြောင့်အန်စာတုံးတွေဟာခွက်ထဲမှာယူသွမတက်လဲပတ်နေပြီးခွက်ကွဲတော့မဲ့အခြေအနေကိုရောက်လာပါတယ်။အဲ့ဒီအခါမှာဂျိုးကသူ့ရဲ့တန်ကောင်းအတက်နဲ့စပွဲကိုတိုက်လိုက်ပြီးအန်စာတုံးတွေကိုအမှုန့်ဖြစ်အောင်လုပ်ပစ်လိုက်ပါတယ်။ကာစီနိုပိုင်ရှင်ကဒီပွဲကိုတရေပွဲအဖြစ်သတ်မှတ်လိုက်ပြီးနောက်ဆုံးအဆုံးဖြတ်အနေနဲ့နှစ်ယောက်ချင်းအဖွဲ့လိုက်ပြိုင်ပွဲကိုစီစဉ်လိုက်ပါတယ်။ပွဲစားတာနဲ့မျက်စိတစ်ဖက်လက်ကသူ့မျက်လုံးတွေကအာယုံခံစက်နဲ့ဖဲချက်တွေကိုဖောက်ကြည့်ဖို့ကြိုးစားပေမဲ့ထိုလူကလက်ဖွားနဲ့လုံးအောင်အုပ်ထားခဲ့ပါတယ်။နောက်ဆုံးဖဲချက်တွေလှမ်းလိုက်တဲ့အခါမှာတော့ဂျိုးကအနိုင်ရရှိသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကနေထိုလူဟာသင်ခန်းစာတစ်ခုရရှိသွားပါတယ်။အဲ့ဒါကတော့ကာစီနိုတွေဟာလိမ်လည်လက်ပြားခြင်းထက်ဉာဏ်ပညာနဲ့သာအနိုင်ယူကြတာဖြစ်တယ်ဆိုတာပါပဲ။မကြခင်မှာပဲလိမ်လည်ပြီးစီးပွားရှာခဲ့တဲ့အဲ့ဒီကာစီနိုဟာလည်းဒေဝါလီခံပြီးပျက်စီးသွားပါတော့တယ်။